အားလုံးပဲမင်္ဂလာပါများဆိုင်းနယ်သတင်းဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးတော့မြန်မာနိုင်ငံမှာငလျင်လှုပ်သွားတာအစိုးရအကောင့်တစ်ခုဖြစ်သွားတဲ့အကြောင်းကိုချစ်ကွန်အောင်ပြောလာရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာချစ်ကွန်အောင်ကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာလုံးတဲ့ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းဆိုင်းနယ်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာမြန်မာပြည်သူလူထုတွေဒီ social media ပေါ့လေအသုံးပြုနိုင်စွမ်းအရန်အားနေတယ်အသုံးချနိုင်စွမ်းအရန်အားနေတယ်အဲ့တော့မြန်မာနိုင်ငံသားတွေကဒီ social media ကိုမသုံးဘူးလားဆိုတော့လဲသုံးတယ်တိတိမမီအသုံးချနိုင်လားဆိုတော့တိတိမမီအသုံးမချနိုင်ဘူးအဲ့လိုတွေဖြစ်တယ်ဟိုနော်အခုဘယ်လိုလဲကျွန်တော်တို့လက်ခံဒီဖြစ်စေလက်မခံဒီဖြစ်စေအခုတိုးတက်လာတဲ့ပြောင်းလဲလာတဲ့ကဘာကြီးမှာနော်ဒီဒုတိယကဘာစစ်ရဲ့နောက်ပိုင်းဒီမျိုးဆက်တစ်ဆက်ပြောင်းသွားတဲ့ကဘာကြီးမှာမြန်မာနိုင်ငံကိုမတိတော့တဲ့နိုင်ငံတွေအများကြီးပဲတစ်ချိန်ကရွှေထီးဆောင်းခဲ့တာတွေဘာတွေညာတွေခဏထားအခုဒီဘက်က21ရာစုရဲ့နောက်ပိုင်းမှာဆိုရင်ဒီဘက်ကမျိုးဆက်တစ်တွေပေါ့လေမျိုးဆက်တစ်တွေဒီကမ္ဘာမျိုးဆက်တစ်နိုင်ငံတွေကမြန်မာကိုမတိတော့တဲ့နိုင်ငံတွေအများကြီးပဲမြန်မာကိုဘယ်သူတွေကတိလဲဆိုရင်ဗျာမြန်မာကိုဘယ်သူတွေကတိလဲဆိုရင်ဒီတန်ယုံဝန်ထမ်းတွေလောက်ပဲမြန်မာကိုသိတယ်เนาะဒီတက်ဆိုင်ရာတန်ယုံဝန်ထမ်းတွေလောက်ပဲမြန်မာကိုသိတယ်ဒါတောင်မှသိတော့သိတယ်ဟိုသူတို့ရဲ့လုပ်ငန်းတာဝန်အရပဲဒီကိုလာတယ်လာစာရတယ်သူတို့အစိုးရကခိုင်းတာလုပ်တယ်ပြီးရင်ပြန်သွားတယ်ဒါပဲဆိုလိုတာကကျွန်တော်တို့ဒီဘက်ခေတ်မှာမြန်မာနိုင်ငံကိုမသိတဲ့နိုင်ငံတွေအများကြီးပဲဟိုတက်ဆိုင်ရာဒီအစိုးရဝန်ထမ်းတန်ယုံဝန်ထမ်းတွေလောက်ပဲမြန်မာကိုသိတာတကယ်သူတို့ပြည်သူတွေမြန်မာကိုမသိဘူးအနောက်ဆုံးအဝေးကြီးမပြောနဲ့မြန်မာနိုင်ငံသား9တန်းလောက်ထိုင်းကိုဝင်ပြီးအလုပ်လုပ်နေတဲ့နိုင်ငံမှာတော့မြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတဲ့တိတိကျကျကိုသူတို့မသိဘူးမြန်မာနိုင်ငံမှာပြည်တွင်းစစ်တွေဖြစ်ပြီးစစ်တပ်ကဘလောက်ထိရဲဆက်တက်ဖြတ်ပြီးညှဉ်းပန်းနှိပ်စက်နေတဲ့မြန်မာပြည်သူလူထုတွေဘလောက်ဒုက္ခရောက်နေတယ်ဆိုတာကိုမြန်မာနဲ့ချန်စီယိုအကတ်ဆုံးမြန်မာနိုင်ငံသား9တန်းလောက်ထိုင်းထဲကိုဝင်ပြီးအလုပ်လုပ်နေတဲ့ထိုင်းနိုင်ငံရဲ့ပြည်သူလူထုတွေတာမန်အခြေခံလူရန်သားတွေထိုင်းနိုင်ငံရဲ့ပြည်သူလူထုတွေလုပ်ငန်းရှင်တွေတောင်မှမြန်မာနိုင်ငံမှာဖြစ်နေတဲ့ပြဿနာတွေမြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အရာတွေကိုထိုင်းပြည်သူတွေမသိဘူးအဲ့တော့တခြားနိုင်ငံကဆိုဝေလာဝေးအဝေးကြီးဖြစ်သွားပြီအဲ့တော့ပြောချင်တာကကျွန်တော်တို့အတွက်ဒီတဘာဝတရားကြီးကအခွင့်အရေးတစ်ခုကိုပြန်ပြီးတော့ဖန်တီးလိုက်ပြီဘာပဲပြောကျွန်တော်ကတော့ဘယ်လိုမြင်လဲဆိုရင်အခုမြန်မာနိုင်ငံငလင်လှုပ်သွားတဲ့ဘေးကိုကျွန်တော်ကဘယ်လိုမြင်လဲဆိုရင်အစိုးရကအကောင်းလို့ပဲမြင်တယ်เนาะအခုမြန်မာနိုင်ငံငလင်လှုပ်သွားတာနဲ့ပတ်သက်ပြီးတော့အခုဆိုရင်တကဘာလုံးကမြန်မာကိုအာယုံစိုက်နေတယ်တကဘာလုံးကရောเนาะတကဘာလုံးဆိုတာအစိုးရတွေကြီးပဲမဟုတ်ဘူးเนาะအဲ့ဒီပြည်သူလူထုတွေပါမြန်မာကိုအာယုံစိုက်နေတယ်အဓိကအစိုးရတွေအာယုံစိုက်တာကကျွန်တော်တို့မြန်မာပြည်သူတို့အကျိုးမရှိဘူးကမ္ဘာနိုင်ငံအသီးသီးကပြည်သူလူထုတွေအာယုံစိုက်မှမြန်မာပြည်သူလူထုအတွက်အကျိုးရှိမယ်အစိုးရဆိုတာကသူတို့အာဏာရတဲ့အချိန်သူတို့အစိုးရတက်တန်းမှာသူတို့အစိုးရအတွက်အသုံးဝင်မဲ့အကျိုးရှိမဲ့နိုင်ငံတွေလောက်နဲ့ပဲဆက်ဆံတယ်သူတို့အတွက်အကျိုးရှိမဲ့သူတို့အတွက်အသုံးဝင်တဲ့နိုင်ငံတွေလောက်နဲ့ပဲသူတို့အလုပ်လုပ်တယ်ဒါကဟိုကမ္ဘာနိုင်ငံရဲ့အစိုးရတွေအဲ့တော့ကျွန်တော်တို့ကချင်းကပ်ပုံချင်းကပ်ဒီမှားတယ် UNG ရော UNG အောက်ကအဖွဲ့အစည်းတွေရောနောက်တော့ဒီအဖွဲ့အစည်းတွေအကုန်လုံးရောပေါ့လေချင်းကပ်ပုံချင်းကပ်နေရအရမ်းမှားတယ်နိုင်ငံတကာအစိုးရတွေကိုတွားပြီးချင်းကပ်ရမှာမဟုတ်ဘူးကျွန်တော်တို့တကယ်ချင်းကပ်ရမှာကအဲ့ဒီနိုင်ငံရဲ့ပြည်သူလူထုရဲ့ရင်ထဲနှလုံးသားထဲကိုကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ပြဿနာတွေကျွန်တော်တို့ပြည်သူလူထုတွေခံစားနေရတဲ့အတိဒုက္ခတွေကိုအဲ့ဒီနိုင်ငံကပြည်သူလူထုတွေရဲ့နှလုံးသားထဲကိုရောက်အောင်ပို့နိုင်ရမယ်အဲ့ဒီလိုပို့မှပဲပြည်သူလူထုကတိလာတယ်သိရင်အတိမှတ်ပြုမယ်အတိမှတ်ပြုရင်သူတို့နိုင်ငံရဲ့သက်ဆိုင်ရာအစိုးရတွေကိုသူတို့ကဖိအားတွေပေးမယ်တောင်းဆိုမယ်အဲ့တော့မှမြန်မာပြည်သူတို့အကျိုးရှိမယ်အခုတော့ဒီကနေ့မြန်မာနိုင်ငံငလျင်လှုပ်သွားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့အစိုးရကအကောင်းလို့ပဲမြင်တယ်အခုဆိုရင်တကဘာလုံးကမြန်မာကိုအာယုံစိုက်လာပြီအဲ့လိုအာယုံစိုက်တာကကျွန်တော်တို့အထူးအခွင့်အရေးပဲเนาะမြန်မာနိုင်ငံမှာဘာတွေဖြစ်နေတယ်ဘာတွေခံစားနေရတယ်ဆိုတာကိုကဘာကိုတင်ပြဖို့အတွက်ကျွန်တော်တို့အခွင့်အရေးကောင်းမယ်အဲ့ဒီတော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေဒါကျွန်တော်ရဲ့ like ကို share နိုင်ရင်လည်း share ပေးပါမ share ချင်ဘူးဆိုရင်လည်းကိုနဲ့နီးစပ်ရာကိုနဲ့တက်ဆိုင်တဲ့ဒီเนาะမြေပြင်ကအဖွဲ့တွေပြည်သူလူထုတွေကိုလက်ဆင့်ကမ်းပြီးတော့ပြောပေးပါအခုငလင်ဘေးတန်ဒုက္ခတွေခံစားနေရတယ်အခုကမ္ဘာနိုင်ငံအသီးသီးကထောက်ပံ့လာတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုပြည်သူလူထုလက်ထဲကိုမရောက်ဘဲနဲ့စစ်တပ်ရဲ့ရိတ်ခါဖြစ်သွားတယ်စစ်တပ်ကလက်ဝါးကြီးအုပ်လိုက်တယ်ဆိုရင်အဲ့ဒီလိုအခြေအနေတွေကြုံတွေ့ခဲ့ရင်နိုင်ငံတကာကိုပြန်ပြီးတင်ပြနိုင်ဖို့အတွက်ဓာတ်ပုံတွေဗီဒီယိုတွေတိတိကျကျ
ရိုက်ထားပေးပါအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံတကာသတင်းမီဒီယာတွေနဲ့စကားပြောတဲ့အခါမှာသူတို့ကဘာပြောလဲဆိုတော့သူတို့လိုချင်တာကမင်းတို့နိုင်ငံမှာစစ်တပ်ကလေရင်တွေဘုံကျဲတယ်အပြေတူလူတွေအငတ်ဘေးတွေစိုက်နေတယ်စစ်တပ်ကလေရင်ဘုံကျဲတို့ဘယ်နှစ်ရွာဘလောက်တည်သွားတယ်အိမ်တွေဘလောက်မီးလောင်သွားတယ်ဆိုတဲ့ဟာကိုအဲ့ဒီဘုံကျဲတဲ့အချိန်ဘုံကျဲတဲ့နေ့ရက်နော်မီးလောင်သွားတဲ့ရွာတွေတည်သွားတဲ့လူတွေမီးလောင်ဒဏ်ရာခံစားလိုက်ရတဲ့လူတွေဘုံတံကိုခံရတဲ့လူတွေရဲ့မှတ်တမ်းတိတိကျကျကိုဗီဒီယိုနေ့ရက်နဲ့တကွစကားလေးပြောပြီးတော့ငါတို့စီကိုပို့ပေးငါတို့ဖြန့်ပေးမယ်ခုမင်းတို့စီကလာတာကဟိုမဖြစ်စလောက်ဓာတ်ပုံလေးတွေဟိုနားတစ်ခွက်ဒီနားတစ်ခွက်လာတော့ငါတို့ကတင်ပြပေးလို့မရဘူးသတင်းမီဒီယာတွေအဲ့ဒီအတိုင်းပြောတာနော်ဒါကမ္ဘာသတင်းမီဒီယာတွေအဲ့ဒီအတိုင်းပြောတာသူတို့လိုချင်တာကတိတိကျကျသူတို့လိုချင်တယ်သူတို့ကျွန်တော်တို့ဒီသတင်းမီဒီယာကျင့်ဝတ်သတင်းမီဒီယာစီကမ်းမှာလည်းအဲ့လိုရှိတယ်မီဒီယာတွေကသူတို့ကိုယ်တိုင်ရရင်ရိုက်မရရင်ဒေတာကန်ကရေကန်ရှင်ကိုယ်တိုင်ပို့ပေးတဲ့တိတိကျကျသတင်းတိတိကျကျဓာတ်ပုံတွေတိတိကျကျဗီဒီယိုတွေကိုမှသူတို့ကတင်ပြခွင့်ရှိတယ်ကျွန်တော်တို့လိုမျိုးတာမန်လူတွေလိုမျိုး Facebook ကနေသူများဟာကို download ဆွဲပြီးပြန်တင်တာကသူတို့သတင်းမီဒီယာမှာတင်ပြခွင့်မရှိဘူးတင်ခွင့်မရှိဘူးအဲ့တော့သတင်းမီဒီယာတွေပြောတာကအခုစစ်တပ်ကလေရင်နဲ့ဘုံကျဲတယ်ဘယ်ရွာမှာကျဲတာလဲဘယ်အချိန်မှာကျဲတာလဲဘုံကျဲလိုက်တဲ့အတွက်လူတွေကဘယ်လောက်ထိခိုက်သွားသလဲဘယ်ရွာတွေထိခိုက်သွားလဲအိမ်ဘယ်နှလုံးမီးလောင်သွားသလဲအဲ့ဒါမျိုးသူတို့တိတိကျလိုချင်တယ်အခုမြန်မာနိုင်ငံမှာငလင်လှုပ်တယ်နိုင်ငံတကာကထောက်ပံ့ရေးပစ္စည်းတွေလာတယ်အဲ့ဒါကိုစစ်တပ်ကမပေးဘဲနဲ့ပြည်သူလူထုစီကိုမရောက်ဘဲနဲ့စစ်တပ်ထဲကိုရောက်သွားတယ်ဆိုโอเคဘယ်မြို့ဘယ်ရွာဘယ်ဒေတာဘလို့အခြေအနေမျိုးမှာပြည်သူလူထုကမရဘဲနဲ့အဲ့လိုဒုက္ခတွေဘလောက်ခံစားနေရတယ်ဆိုတာကိုမှတ်တမ်းလေးတွေယူပြီးတော့မှပို့ပေးစေချင်တဲ့သတင်းမီဒီယာတွေကဒီကမ္ဘာသတင်းမီဒီယာတွေအဲ့ဒါကိုတတိကျရချင်တယ်အခုမင်းအောင်လှိုင်ကလည်းအဲ့ဒါကိုသိတယ်ဒီအကြမ်းဖက်စစ်တပ်မင်းအောင်လှိုင်ကလည်းအဲ့ဒါကိုသိတယ်အဲ့ဒါကိုသိတဲ့အတွက်အခုနိုင်ငံတကာမီဒီယာတွေကိုမင်းအောင်လှိုင်ကဝင်ခွင့်မပြုဘူးဝင်ခွင့်မပြုတဲ့အပြင်ကိုမြန်မာပြည်မှာဆိုရင်အခုအင်တာနက်တွေဖြတ်တောက်ထားတယ်သတင်းအမှောင်ချဖို့ကြိုးစားတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီမင်းအောင်လှိုင်တို့အခုနိုင်ငံတကာကထောက်ပံ့လှူဒန်းလာတဲ့ပစ္စည်းတွေကိုတလွဲအသုံးချခြင်းလို့သူတို့ခိုးခြင်းလို့နော်ပြည်သူလူထုတွေဒီမှာဘယ်လောက်ထိဒုက္ခရောက်နေတယ်ဒီအခုလက်ရှိကြုံနေရတဲ့ဒီငလင်ဘေးဒဏ်ကြောင့်ပြည်သူကဘယ်လောက်ထိဆင်းရဲဒုက္ခရောက်ပြီးဘယ်လောက်ထိငတ်ပြတ်ပြီးတော့မှဘယ်လောက်ထိအကြီးကျယ်ဒုက္ခရောက်နေလဲနော်ဒီကယ်ဆယ်ရေးမလုံလောက်လို့ဆေးဝါးမလုံလောက်လို့ဆေးရုံမလုံလောက်လို့နော်စစ်တပ်ကတမင်တကာရည်ရွယ်ချက်ရှိနဲ့ဒီပြည်သူတွေကိုလာမလှူဘူးလာမကူတာတွေကိုတိတိကျကျဓာတ်ပုံတွေဗီဒီယိုတွေနဲ့မှတ်တမ်းတွေယူပြီးတော့မှအမိအယနိုင်ငံတကာသတင်းဌာနတွေကိုပို့ပြည်တွင်းသတင်းဌာနတွေကိုလည်းပို့လို့ရတယ်နိုင်ငံတကာသတင်းဌာနတွေကိုလည်းပို့ကိုနဲ့လက်လှမ်းမီတဲ့သတင်းဌာနတွေကိုပို့ကျွန်တော်တို့စီကိုပို့လဲရတယ်ပို့အဓိကကျွန်တော်တို့ဒီအချိန်မှာအခုဆိုရင်ကမ္ဘာကမြန်မာကိုမသိဘူးเนาะဒီတန်ယုံဝန်ထမ်းအနှဲငယ်ကလွဲရင်ကမ္ဘာနိုင်ငံကပြည်သူတွေကမြန်မာကိုမသိဘူးလုံးဝကိုမသိတာနောက်ဆုံးမြန်မာနဲ့ချန်စီယိုကတ်နေတဲ့မြန်မာနိုင်ငံက9တန်းဝင်ရောက်နေထိုင်တဲ့ထိုင်းနိုင်ငံကပြည်သူတွေထိုင်းနိုင်ငံကတာမန်အခြေခံပြည်သူတွေထိုင်းနိုင်ငံကလုပ်ငန်းရှင်တွေမြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတော့သူတို့တိတိကျကျမသိဘူးသတင်းတွေထဲမှာသူတို့ထိုင်းသတင်းတွေထဲမှာတခါတလေရန်ဖန်ရန်ကလာရင်လည်းပဲသူတို့ကြည့်ပြချင်လဲကြည့်လိုက်တယ်မကြည့်ပြချင်လည်းမကြည့်ဘူးကြည့်လိုက်ရင်လည်းဟိုနိုင်ငံတွေဆိုတာမျိုးကဒီလိုပဲဖြစ်နေကြပဲဆိုပြီးတော့မှအမှုမဲ့နေတာတကယ်မသိဘူးအဲ့တော့ပြောချင်တာကမြန်မာနဲ့ချန်စီယိုကတ်နေတဲ့ထိုင်းပြည်သူတွေတောင်မှမြန်မာနိုင်ငံမှာဘာဖြစ်နေလဲဆိုတာကိုတိတိကျကျမသိဘူးနော်မယုံရင်မေးကြည့်နော်အခုကျွန်တော်ရဲ့ Facebook အကောင့်မှာဆိုကျွန်တော်ရဲ့ flat မှာထိုင်းမှာရှိတဲ့လူတွေအများစုရှိတယ်မယုံလိုက်မေးကြည့်လိုက်အလုပ်ထဲရောက်တဲ့ကမြန်မာပြည်မှာဘာတွေဖြစ်နေလဲသိလားဆိုသူတို့သိတာကအပေါ်ယံလောက်ပဲသိတယ်တကယ်အသွင်ကျမြန်မာပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေသူတို့မသိဘူးအဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဒီ social media ကိုအကျိုးရှိအသုံးချနိုင်စွမ်းအရန်အားနည်းတယ်ခုကျွန်တော်တို့ဒီ9နှစ်တာလုံးစစ်တပ်ကလေရင်ဘုံကျဲလို့ရွာတွေမီးလောင်သွားတာပြည်သူလူထုတွေနော်အခုဒီငလင်တန်ဘေးကြမှာလူတွေကအုံနဲ့ကျင်းနဲ့လာဖြစ်နေတာစစ်တပ်ကလေရင်ဘုံကျဲလို့နေ့ချင်းညချင်းလူတွေယာနဲ့ချီပြီးတော့မှဒဏ်ရာပလက်ဘွားနဲ့အလောင်းတော်မှကြည်မှအမှုဖြစ်သွားအောင်တည်သွားတဲ့လူတွေအများကြီးအဲ့ဒါကိုကဘာကမသိဘူးမြန်မာပြည်သူတွေကလည်းကိုချင်းမစားကြဘူးသိတယ်မဟုတ်လားအခုဒီမြို့ပေါ်မှာငလင်လှုပ်မှဒါလင်းရုံးရင်းစံခက်တွေဖြစ်တာနော်စစ်တပ်ကလေရင်နဲ့ဘုံကျဲလို့ရွာတွေမီးလောင်သွားတဲ့ကလေးတွေဗိုက်ကြီးတွေအမျိုးသမီးတွေနေ့ချင်းညချင်းဒီအလောင်းတော်ရှာမရဘဲနဲ့အမှုဖြစ်သွားအောင်တည်သွားတဲ့ချိန်မှာမြို့သားတွေပွဲလုံးမပြတ်ဘူးအပျော်မပြတ်ဘူးဒါကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒါကအမှန်တရားပဲကျွန်တော်တို့ပြောမှာပဲနော်ဒီချိန်မှာဒါတွေမပြောသေးဘူးဘာညာလာမပြောနဲ့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေကျွန်တော်တို့ပြောမှာဒါအမှန်တရားပဲနော်စစ်တပ်က၄နှစ်လုံးရွာတွေကိုဘုံကျဲနေတာနော်ကချင်ပြည်အနမ်းပင်မှာဘုံကျဲသွားတယ်တညထဲနဲ့လူ200လောက်အလောင်းအောင်ရှာမရဘဲနဲ့အမှုဖြစ်သွားတယ်နော်
စကိုင်းတိုင်းပစီကြီးမှာစစ်တပ်ကဘုံကျဲသွားတယ်တညထဲနဲ့လူပေါင်း300လောက်အမှုဖြစ်သွားတယ်စစ်တပ်ကလေရင်နဲ့ဘုံကျဲလို့တရားပြည်နယ်ဒီမော့ဆိုးမှာတနေ့ထဲနဲ့လူပေါင်း80လောက်အမှုဖြစ်သွားတယ်အဲ့ဒါကိုဘယ်မြို့ပေါ်ကဘယ်မြို့သားကမှဒါကိုဝမ်းနဲ့ကြေကွဲချောင်းမပြဘူးပွဲလုံးမပြတ်ဘူးဘာသွားမပြတ်ဘူးကလက်သွားမပြတ်ဘူးအခုငလင်လှုပ်မှဒါလင်လူတွေကအုံနဲ့အောင်ကြက်ဖြစ်နေတယ်အဲ့တော့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေဒါအမှန်တရားပဲကျွန်တော်တို့ပြောမှာအဲ့တော့ပြောချင်တာကဒီငလင်ဘေးမှာဒုက္ခကြုံရတဲ့လူတွေကိုလည်းဝမ်းနေပါတယ်ကြေကွဲပါတယ်ကျွန်တော်လည်းတော်တော်ခံစားရပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒါကိုအစိုးရကအကောင်ကျွန်တော်တို့အသုံးချရမယ်အခုဆိုရင်နိုင်ငံတကာကကဘာကမြန်မာနိုင်ငံကိုတိသွားပြီမြန်မာမှာဘာတွေဖြစ်နေလဲဆိုတာကိုလည်းတိသွားတယ်အခုတိတယ်ဆိုတာကဒီကမ္ဘာနိုင်ငံကပြည်သူလူထုတွေဗျဥပမာမြန်မာနဲ့အလှမ်းဝေးတဲ့ UAE တို့နော်ဟိုဘက်ကပြင်သစ်တို့အီတလီတို့ဟိုဘက်ကနိုင်ငံတွေဆိုအခုငလင်လောက်တာလောက်ပဲသိနေတယ်ပြည်တွင်းစစ်ဖြစ်နေဆိုတော့သူတို့မသိဘူးစစ်တပ်ကလေရင်နဲ့ဘုံကျဲလို့ရွာတွေအများကြီးမီးလောင်သွားတယ်ဆိုတာသူတို့မသိဘူးအဲ့တော့အခုကမ္ဘာကမြန်မာကိုအာယုံစိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဒါကိုအမိအယအခွင့်အရေးကိုစုပ်ကန်ရမယ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတယ်စစ်တပ်ကထိုးစစ်ဆင်တယ်စစ်တပ်ကနေ့စဉ်နဲ့ရက်ဆက်လာပြီးတပ်ဖြတ်တယ်နော်စစ်တပ်ကဒီငလင်ဘေးဒဏ်သိနေတဲ့ပြည်သူတွေကိုပြည်သူတွေရဲ့နိုင်ငံတကာအကူအညီတွေကိုခိုးတယ်စစ်တပ်ရိတ်ခါအဖြစ်နဲ့တုံးပြီးတော့မှပြည်သူကိုပြန်မပေးဘူးစေယုံတွေလုံလောက်မရှိဘူးစေယုံစေကန်းတွေကိုစစ်တပ်ကပိတ်ပစ်တယ်ဖမ်းပစ်တယ်အဲ့ဒီအတွက်ကြောင့်စေယုံစေကန်းအလုံလောက်မရှိဘူးဆိုတဲ့ဟာတွေကိုကဘာကိုကျွန်တော်တို့တင်ပြနိုင်ရမယ်ဒီချိန်ကကျွန်တော်တို့အခွင့်အရေးကောင်းပဲကဘာကမြန်မာကိုအာယုံစိုက်နေတဲ့အချိန်မှာဒါကိုကျွန်တော်အခွင့်အရေးကောင်းပဲအဓိကပြောချင်တာကတောကပြည်သူလူထုတွေရောတောထဲမှာရှိကြတဲ့ PDF တွေရောနော်အရန်ရေးကြည့်ပါတယ်သူတို့ကိုယ်တိုင်သိဖို့လိုတယ်ဒီကိစ္စတွေဘာလို့လဲဆိုတော့အခုကဘာကိုမြန်မာကိုကဘာကအာယုံစိုက်နေတဲ့အချိန်မှာစစ်တပ်ကလေရင်နဲ့ဘုံလာကျဲတယ်ထိုးစစ်လာဆင်တယ်နော်ရွာတွေဘလောက်မီးလောင်သွားတယ်ဘယ်လိုချိန်မျိုးမှာဘယ်လိုအချိန်ဘယ်လိုနေ့ရက်မျိုးမှာနေ့ရက်လတိတိကျကျနဲ့လေရင်ဘုံလာကျဲတဲ့အချိန်မှာဗီဒီယိုတွေကိုအမိအယရိုက်ထားဖို့လိုတယ်ပြီးရင်စစ်တပ်ကရွာတွေမီးရှို့သွားတဲ့ပြည်သူလူတွေဒုက္ခရောက်သွားတယ်စစ်တပ်ကလေရင်ဘုံကျဲလိုက်လို့ထိခိုက်ဒဏ်ရာရပြီးတေဆုံးသွားတဲ့ရုပ်အလောင်းတွေကစတိတိကျကျဗီဒီယိုတွေရိုက်ပြီးမှတ်တမ်းတွေတင်ပြီးတော့မှနိုင်ငံတကာသတင်းမီဒီယာတွေပြည်တွင်းသတင်းမီဒီယာတွေကိုအမိအယမှတ်တမ်းတွေတင်ထားဖို့လိုတယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေကဒီ social media ကိုတိမိအတုံးမပြုတ်နိုင်ဘူးအတုံးမချနိုင်ဘူးအဲ့တော့မြန်မာနိုင်ငံသားတွေက social media ဒီဖုန်းတွေမသုံးဘူးလားအင်တာနက်မသုံးဘူးလား social media မသုံးဘူးလားဆိုတော့အကုန်လုံးသုံးတယ်ဒါပေမဲ့တိရောက်အတုံးမချနိုင်ဘူးသုံးတော့သုံးတယ်ဘာတွေသုံးနေမှမသိဘူးအဲ့လိုဖြစ်နေတာအဲ့တော့နောက်တစ်ခုကျွန်တော်ဖြစ်ရလေးတစ်ခုပြောပြမယ်အဲ့ဒါကအကောင်လုံးလည်းသိပြီးသားပဲเนาะအမေရိကန်နဲ့ဗီယက်နမ်စစ်ပွဲမှာလေဒီကွန်မြူနစ်စစ်ပွဲမှာเนาะအမေရိကန်နဲ့ဗီယက်နမ်ကွန်မြူနစ်စစ်ပွဲမှာတချို့တွေကဒီစစ်ဘောမတွေပြောကြတယ်ကအမေရိကန်ကတဲ့ဗီယက်နမ်ကိုမနိုင်ဘူးတဲ့เนาะဗီယက်နမ်ကိုရှုံးသွားတယ်ဆိုပြီးတော့မှပြောတာတကယ်တမ်းကျတော့မဟုတ်ဘူးအဲ့ဒါရဲ့အဖြစ်အမှန်တိတိကျကျကျွန်တော်သိတယ်အမေရိကန်ကဒီဗီယက်နမ်ကွန်မြူနစ်ကိုမနိုင်တာမဟုတ်ဘူးအမေရိကန်ကလေရင်နဲ့ဘုံတွေကျဲတယ်အမေရိကန်ကထိုးစစ်ဆင်နေတဲ့အချိန်မှာအဲ့ဒီအောက်မှာဒီတိတွေ့ခံစားလိုက်ရတဲ့ဗီယက်နမ်ပြည်သူတွေရုပ်အလောင်းတွေเนาะဒီလေရင်ဘုံကျဲလို့ခံစားလိုက်ရတဲ့တည်သွားကြတဲ့ဗီယက်နမ်ပြည်သူတွေခလူးသူငယ်တွေအမျိုးသမီးတွေရဲ့ဒီရုပ်အလောင်းတွေလေရင်ဘုံကျဲလိုက်လို့ဒဏ်ရာရသွားတဲ့ခန္ဓာကိုယ်တွေကိုအဲ့ဒီဗီယက်နမ်သတင်းသမားတစ်ယောက်ကတိတိကျကျဓာတ်ပုံမှတ်တမ်းတွေကိုတကယ်ကိုကြည့်လို့ကောင်းအောင်ဓာတ်ပုံတစ်ပုံကိုကြည့်လိုက်တာနဲ့ဟိုဘယ်လိုလဲမျက်ရည်ကျအောင်ဂယုဏတက်အောင်သူတို့ရိုက်ထားတဲ့ဓာတ်ပုံတွေကိုအမေရိကန်ပြည်သူတွေရဲ့ရင်ထဲရောက်အောင်သူတို့ပို့တာအမေရိကန်ပြည်သူတွေရဲ့နှလုံးသားထဲကိုရောက်အောင်ပို့တာဖြတ်လိုက်တော့အဲ့ဒီအမေရိကန်စစ်တပ်ကလေရင်နဲ့ဘုံကျဲလို့ထိခိုက်တေဆုံးဒဏ်ရာတွေခံစားနေရတဲ့ဗီယက်နမ်ပြည်သူတွေရဲ့ဓာတ်ပုံတွေကအမေရိကန်ပြည်သူတွေရဲ့နှလုံးသားထဲကိုလာပြီးတော့ဟတ်ထိတယ်အမေရိကန်ပြည်သူတွေရင်ထဲကိုရောက်သွားတော့အမေရိကန်ပြည်သူတွေကသူတို့တက်ဆိုင်ရာအစိုးရတွေလွှတ်တော်အမတ်တွေကိုသူတို့ကဖိအားပေးတယ်ဒီထိုးစစ်ကရက်လိုက်တော့เนาะအမေရိကန်စစ်တပ်ကဗီယက်နမ်ကွန်မြူနစ်ကိုတိုက်နေတာကကွန်မြူနစ်မဟုတ်ဘဲနဲ့တကယ်ခံစားနေရတာပြည်သူတွေဖြစ်နေတယ်ဒီထိုးစစ်ကိုရက်လိုက်တော့ဆိုပြီးတော့မှဗီယက်နမ်အမေရိကန်ပြည်သူတွေကသူတို့အမေရိကန်အစိုးရကိုဖိအားပေးတယ်အမေရိကန်အစိုးရကိုဖိအားပေးတဲ့အတွက်ကြောင့်လွှတ်တော်ကနေပြီးတော့မှဗီယက်နမ်ကိုထိုးစစ်ဆင်နေတဲ့စစ်ရေးအတုံးစစ်တွေကိုဖျက်ချလိုက်တယ်လုံးဝမပေးတော့ဘူးအဲ့ဒီအတွက်ကြောင့်အမေရိကန်စစ်တပ်ကပြန်ဆုတ်သွားပြီးတော့မှထိုးစစ်ကိုရက်သွားတယ်တကယ်တမ်းကျတော့အမေရိကန်ကဗီယက်နမ်ကိုမနိုင်တာမဟုတ်ဘူးเนาะအမေရိကန်လွှတ်တော်ကဗီယက်နမ်ကိုထိုးစစ်ဆင်နေတဲ့စစ်အတုံးစစ်တွေကိုဖျက်ချလိုက်လို့အမေရိကန်စစ်ကရက်သွားတာဗီယက်နမ်မှာအဲ့တော့အဲ့ဒါကိုကြည့်ချင်းအပြင်ကျွန်တော်တို့ဘာကိုသိရမလဲဆိုရင်ကျွန်တော်တို့ကကမ္ဘာနိုင်ငံတွေကိုဖြန့်ကျက်တဲ့အခါမှာအဲ့ဒီပြည်သူတွေရဲ့နှလုံးသားထဲကိုရောက်ဖို့လိုတယ်အဲ့ဒီပြည်သူတွေကြဲကြဲပြက်ပြက်သိဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီအမေရိကန်ဗီယက်နမ်စစ်ပွဲကိုကြည့်ပြီးတော့ကျွန်တော်တို့ဥပမာတစ်ခုယူရမယ်เนาะအဲ့တော့ကျွန်တော်တို့မြန်မာပြည်သူလူထုတွေအနေနဲ့
social media တွေအသုံးပြုတယ် internet အသုံးပြုတယ်ဖုန်းအသုံးပြုတယ်ဆိုရင်ထိထိမိမိအခွင့်အရေးရအောင်အသုံးချဖို့လိုအပ်တယ်အဲ့တော့စစ်တပ်ကလေရင်နဲ့ဘုံလာကျဲတဲ့အခါစစ်တပ်ကရွာတွေကိုထိုးစစ်ဆင်တဲ့အခါမီးလောင်သွားတဲ့ပုံစံတွေစစ်တပ်ကလေရင်နဲ့ဘုံကျဲတဲ့ပုံစံတွေအဲ့ဒီလေရင်ဘုံကျဲလိုက်လို့ထိခိုက်နစ်နာဒဏ်ရာရသေဆုံးသွားတဲ့ရုပ်အလောင်းတွေဒဏ်ရာရနေတဲ့အချိန်ဒဏ်ရာရနေတဲ့ပုံရိပ်တွေကိုနေ့ရက်လအချိန်တိတိကျကျနဲ့ဗီဒီယိုတွေရိုက်မှတ်တမ်းတွေတင်ပြီးတော့မှနိုင်ငံတကာကိုဖြန့်နိုင်ဖို့လိုအပ်တယ်အခုကကျွန်တော်တို့မှာအခွင့်အရေးကောင်းပဲကျွန်တော်တို့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေလက်ခံဒီဖြစ်စေလက်မခံဒီဖြစ်စေအခုမြန်မာနိုင်ငံငလင်လှုပ်သွားတာနဲ့ပတ်သက်ပြီးတော့ကဘာကမြန်မာကိုအာယုံဆိုင်နေတဲ့အချိန်ကျွန်တော်တို့ကဒီအခွင့်အရေးကိုအမိအရာအသုံးချရမှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တောထဲမှာရှိနေတဲ့ရဲဘော်တွေပြီးတော့ရွာမှာရှိနေတဲ့လူတွေများများလေးပြောပေးပါလက်ဆင့်ကမ်းပြီးတော့ပြောပေးပါစစ်တပ်ကလေရင်ဘုံကျဲတဲ့စစ်တပ်ကလေရင်ဘုံကျဲတဲ့ဗီဒီယိုတွေအမိအရာရိုက်ထားပါလေရင်ဘုံကျဲပြီးရင်ရွာတွေမှာပြည်သူတွေကဘယ်လောက်ထိခံစားလိုက်ရလဲရွာတွေဘယ်လောက်မီးလောင်သွားလဲဆိုတဲ့ဟာတွေကိုအမိအရာဓာတ်ပုံရိုက်ထားဖို့လိုပါတယ်အဲ့တော့ကျွန်တော်အခုဒီမှာ live မလွှင့်ခင်မိနစ်20လောက်တုန်းကဒီစကိုင်းတိုင်းဒီရင်းမာပင်ဒီဘဲရင်ဘက်ကရဲဘော်တွေနဲ့ကျွန်တော်စကားပြောပြတဲ့ရဲဘော်2ယောက်နဲ့ပြီးတော့ထိုင်းကအကူကြီး1ယောက်နဲ့ကျွန်တော်စကားပြောပြတဲ့အချိန်မှာရွာကရဲဘော်တွေကဘာပြောလဲဆိုတော့ကျွန်တော်ကမေးလိုက်တယ်ငလင်တန်ကြောင့်မင်းတို့ရွာဘက်မှာဘယ်လောက်ထိခိုက်သွားလဲဘာတွေဖြစ်သွားလဲလို့မေးတယ်အဲ့တော့မေးတော့ရွာကရဲဘော်တွေကဘာပြောလဲဆိုတော့အကိုတဲ့ကျွန်တော်တို့မှာထိခိုက်စရာအိမ်ကိုမရှိတော့တာမို့လို့ဘာမှမထိခိုက်ဘူးတဲ့ငလင်မလှုပ်ခင်ကတည်းကကျွန်တော်တို့ကထိခိုက်ထားပြီးသားကျွန်တော်တို့မှာပြိုစရာအိမ်ကိုမရှိတော့တဲ့အတွက်ကိုမပြိုတာတဲ့ဒါပေမဲ့လို့ကျွန်တော်တို့လည်းဒီငလင်တန်ကိုဓာတ်ရိုက်မဟုတ်ပေမဲ့လို့တွယ်ဝိုက်ပြီးတော့ထိခိုက်ပါတယ်အကိုရဲ့တဲ့အရင်ကတည်းကကျွန်တော်တို့စစ်ဘေးရှောင်တွေကအလှရှင်ရှိမှစားရတယ်အလှရှင်ရှိမှအစင်ပြေနေတဲ့အချိန်မှာအခုဆိုရင်တဲ့ငလင်လှုပ်သွားတဲ့အတွက်အလှရှင်တွေအကုန်လုံးကလည်းငလင်ဘက်ကိုရွေ့သွားတယ်ပြီးတော့ဒီငလင်လှုပ်သွားတဲ့အတွက်ကြောင့်လမ်းတွေပြတ်သွားတယ်ကုန်စည်နှုန်းတွေ3ဆ4ဆလောက်တက်သွားတယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ပြည်သူမှာကျွန်တော်တို့စစ်ဘေးရှောင်တွေမှာ3ဆလောက်ပို့ပြီးတော့မှထိခိုက်သွားတယ်ကျွန်တော်တို့လူနေကြလူရှင်တွေကလည်းအခုရုပ်တရက်ဖြစ်ပေါ်လာတဲ့ငလင်ဘေးကိုအာယုံစိုက်သွားတယ်ပြီးတော့မှအဲ့ဒီငလင်ဖြစ်သွားတဲ့အတွက်ကြောင့်လမ်းတွေပြတ်သွားတယ်ဆက်သွယ်ရေးတွေပြတ်တောက်သွားတဲ့အတွက်ကုန်စည်နှုန်းတွေကကြီးသွားတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့စစ်ဘေးရှောင်တွေမှာအရင်ကတည်းက3ဆလောက်ပို့ပြီးဒုက္ခရောက်နေတယ်ကျွန်တော်တို့ဒီအိမ်တွေပြိုတာတော့မရှိဘူးတဲ့ဘာလို့လဲဆိုတော့ပြိုစရာအိမ်ကိုမရှိတော့တာကျွန်တော်တို့ရွာမှာအဲ့တော့ရဲဘော်တွေကအဲ့လိုပြောတယ်နော်စစ်ပေးဆောင်ပြည်သူတွေကအဲ့လိုပြောတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကအမြဲတမ်းလည်းပြောပါတယ်အမြဲတမ်းလည်းကျွန်တော်ပို့ရေးတင်နေပါတယ်နော်အဲ့တော့ဒီငလင်တန်ကြဒီငလင်လှုပ်သွားတဲ့တန်ကမြို့ပေါ်ကလူချမ်းတာတွေလူပေါ်လူစော်တွေကတော့ဓာတ်ရိုက်ခံစားရတယ်နော်အဲ့ဒါနဲ့တွယ်ဝိုက်ပြီးတော့ခံစားရတာကကျေးလက်ကဒေတာတွေအများကြီးခံစားရတယ်လမ်းမဆက်သွယ်ရေးတွေပြတ်တယ်ကုန်စည်နှုန်းတွေပြတ်တယ်စစ်ဘေးရှောင်တွေဆိုပိုဆိုးတာပေါ့ဗျာအဲ့တော့ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေကျွန်တော်တို့အမှန်တရားကိုအမြဲတမ်းပြောတယ်နော်စစ်တပ်ကလေရင်နဲ့ဘုံကျဲလို့ပစီကြီးမှာမွေးကင်းစားကလေးကစားဘိုက်ကြီးတဲ့အစုံတညထဲနဲ့လူ200လောက်အလောင်းတော်ရှာလို့မရအောင်เนาะဒီစစ်တပ်ကလေရင်နဲ့ဘုံကျဲလို့အလောင်းတွေတောင်မှခေါင်းတခြားကိုတခြားလိုက်ကောက်ပြီးတော့မှမီးရှို့တကြိုလိုက်ရတယ်တညထဲမှာလူ200ကျော်ပစီကြီးမှာတည်သွားတယ်မြို့ပေါ်ကလူတွေပျော်ပွဲရှင်ပွဲလုံးမပြတ်ဘူးပါတီသွားကလပ်သွားလုံးမပြတ်ဘူးဖုဘလော့ဂါတွေလည်းအစားတောက်မပြတ်ဘူးကချင်ပြည်နယ်အနမ်းဘက်မှာစစ်တပ်က2ခါလေရင်နဲ့ဘုံကျဲတယ်တစ်ခါကိုလူ100တစ်ခါဘုံကျဲရင်လူ150လောက်တညထဲနဲ့အစပြောက်သွားတယ်ခေါင်းတခြားကိုတခြားလိုက်ကောက်ပြီးတော့မှတကြိုပေးရတယ်မြို့ပေါ်ကလူတွေအစားတောက်မပြတ်ဘူးပါတီသွားကလပ်တက်မပြတ်ဘူးเนาะပွဲလန်းတပင်အလုံးမပြတ်ဘူးကရားပြည်နယ်မှာဒီမောဆိုးတို့ဘာလို့ဆိုရင်မကြစစ်တပ်ကလေရင်နဲ့ဘုံလာကျဲတာဘုံလာကျဲတဲ့အပြင်ကိုကားနဲ့ပြေးတဲ့ကားကိုပါဘုံကျဲချလို့ကားမီးလောင်ပြီးတော့မှခလေးတေးလေးတွေမွေးကင်းစားခလေးတွေပါမီးလောင်ပြီးတော့တည်သွားတာမြို့ပေါ်ကဘဲကောင်တွေဘဲကောင်မတွေကမှအစားတောက်မပြတ်ဘူးဒါကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေဒါအမှန်တရားပဲအဲ့တော့အခုငလင်တန်ကိုခံစားတော့မှအကုန်လုံးကတက်တက်လှုပ်ဖြစ်နေတာဒါကတော့ကျွန်တော်တို့ကိုဘယ်လိုလဲကျွန်တော်တို့ကိုတဘာဝတရားကြီးကတော့ဒန်းတူဆက်ဆံသွားတာပဲเนาะဘသူကဘလို့တွေခွဲခြားတဘာဝတရားကြီးကတော့ကျွန်တော်တို့ကိုဒန်းတူဆက်ဆံသွားတာပဲအဲ့တော့ကျွန်တော်တို့ဒီငလင်လှုပ်သွားတဲ့မြန်မာနိုင်ငံရဲ့ငလင်ဘေးငလင်တန်ကိုခံစားလိုက်ရတဲ့ဆင်းရဲဒုက္ခတွေကကျွန်တော်တို့ကိုအခွင့်အရေးတစ်ခုတော့လာပြီးတော့ပေးသွားပြီအဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့အမိအရာစုပ်ကိုင်နိုင်ဖို့လိုပါတယ်အခုဆိုမြန်မာကိုမသိပါဘူးဆိုတဲ့ဒီအခုမြန်မာကိုမသိပါဘူးဆိုတဲ့ကမ္ဘာနိုင်ငံအားလုံးကအခုမြန်မာကိုအာရုံစိုက်လာကြပြီအဲ့ဒီအတွက်ကျွန်တော်တို့
ဒီဟာကိုအမိအရာစုပ်ကိုင်နိုင်ဖို့လိုပါတယ်ကျွန်တော်တို့မြန်မာပြည်သူလူထုတွေအနေနဲ့ social media ကိုအကျိုးရှိရှိအသုံးချတတ်ဖို့လိုပါတယ်စစ်တပ်ကလင်းနဲ့ဘုံလာကျဲတယ်စစ်တပ်ကထိုးစစ်တွေဆင်တယ်စစ်တပ်ကရွာတွေကိုမီးရှို့တယ်ဆိုရင်အဲ့ဒါတွေကိုအမိအရာဗီဒီယိုတွေကိုတိတိကျကျနော်ဟိုမှာစစ်တပ်ကလာနေပါပြီဒီနေ့ကဘယ်နေ့အချိန်ဘယ်လောက်ဘယ်နှစ်ရက်ကျွန်တော်တို့ဘယ်ရွာကိုစစ်တပ်ကလင်းနဲ့ဘုံလာကျဲပါတယ်ဟောဒီမှာစစ်တပ်ကလင်းနဲ့ဘုံကျဲလို့လူဘယ်နှစ်ယောက်သေသွားပါပြီလူဘယ်လောက်ထိခိုက်ဒဏ်ရာရသွားပါပြီရွာဘယ်နှရွာမီးလောင်သွားတယ်အိမ်ဘယ်နှလုံးမီးလောင်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေကိုဗီဒီယိုမှတ်တမ်းတိတိကျကျယူပြီးတော့မှသတင်းမီဒီယာတွေဖြန့်ကြပါပို့ကြပါသတင်းမီဒီယာတွေပို့ပါပြည်တွင်းမီဒီယာတွေပဲဖြစ်ဖြစ်ပြည်ပမီဒီယာတွေပဲဖြစ်ဖြစ်ပို့ပါကျွန်တော်တို့လိုမျိုး social media မှာသတင်းလုပ်နေတဲ့လူတွေထံပို့ရင်လည်းရတယ်ကြိုက်တဲ့နေရာကိုပို့အဓိကဒါမှမဟုတ်ကိုယ့်အကောင့်မှာကိုတင်ရဲရင်တင်နည်းများလေးလုပ်ဖို့လိုတယ်เนาะအခုကျွန်တော်တို့ဒါကအခွင့်အရေးတစ်ခုဖြစ်သွားပြီအစိုးရကအကောင့်ပေါ့ဗျာအခုကမ္ဘာနိုင်ငံကမြန်မာကိုအာရုံစိုက်နေတဲ့အချိန်မှာအားလုံးကဒီဟာကိုအမိအရာစုပ်ကိုင်နိုင်ဖို့လိုပါတယ်ပြီးတော့ထပ်ပြောလိုတာကဒီငလင်ဘေးတင်သွားတဲ့ဟာကမြို့ပေါ်မှာတော့အိမ်တွေပြိုတဲ့လူတွေပြိနေတယ်ဒုက္ခတွေရောက်နေတယ်အကုန်လုံးအခုကမ္ဘာနိုင်ငံအသီးသီးကလည်းကယ်ဆယ်ရေးတွေလာနေကြပြီလူတွေအကုန်လုံးလှစ်လူရှုထားတာကတော့ဒီငလင်ဘေးကိုထိုက်ရိုက်မခံစားရပါမယ်လို့တွယ်ဝိုက်ပြီးခံစားနေရတဲ့ကျေးလက်ဒေသတွေတော့လူတွေကလှစ်လူရှုထားတယ်ဒီမှာငလင်ဖြစ်သွားတဲ့အတွက်ကြောင့်လမ်းမဆက်သွယ်ရေးတွေပြတ်သွားတယ်ကုန်စည်နှုန်းတွေတက်သွားတယ်အဲ့ဒီအတွက်ကြောင့်ဒီငလင်တန်ကိုတွယ်ဝိုက်ပြီးတော့ခံစားရတယ်ပို့ပြီးတော့မှခံစားရတာစစ်ဘေးရှောင်တွေသူတို့မှာပြိုစရာအိမ်မရှိတော့လို့အိမ်တွေတော့မပြိုဘူးပြိုစရာအိမ်မရှိတော့ဘူးစစ်တပ်ကမီးရှို့လို့ကုန်သွားပြီပြိုစရာအိမ်မရှိတော့တဲ့တော့တောထဲမှာစစ်ဘေးရှောင်နေရတယ်အခုမြို့ပေါ်မှာဒီမှာငလင်တွေလှုပ်လို့လမ်းတွေပြတ်တော့သူတို့အရင်ကထက်3ဆလောက်ပိုပြီးဒုက္ခရောက်နေတယ်အဲ့ဒီအတွက်ကြောင့်တက်နိုင်တော့အားလုံးပါဝင်ပေးကြပါအားလုံးပုံမှန်အတိုင်းညံ့ညတဖြစ်အောင်လုပ်ပေးကြပါလို့เนาะအခုငလင်တန်ကိုတော့ကမ္ဘာနိုင်ငံအသီးသီးဝိုင်းကူနေပြီမို့လို့မြို့ပေါ်မှာကျွန်တော်တို့အာယုံဆိုင်မှုတွေနည်းနည်းလျှော့ပြီးတော့တောဘက်ကိုပြန်အာယုံဆိုင်ပေးပါအကုန်လုံးကလူအသက်တွေကြီးပါပဲလို့เนาะ